ကျက်သွန်နီလှီးထားပါမယ်ပဇွန်6နဲ့ကျက်သွန်ဖြူထောင်းထားပါမယ် တခွေရိုးချုပ်ကိုရေစင်ပြီးဆဲထားပါမယ်ကင်ပွန်းချင်းနဲ့မြစ်ကိုရေဆဲထားပါမယ် စီပူလာရင်ကျက်သွန်နီထဲစနွင်းရဲ့အယောင်တင်ရဲ့ထည့်ပါမယ် ကြက်တုံနွမ်းလာရင်းနဲ့ပစုံ6နဲ့ကြက်တုံဖြူထောင်းထားတာထက်ငပိထဲပါလေပြီးရင်ငရုတ်သီးအကျန်းမွန်ထဲပါတယ်ငရုတ်သီးအကျန်းမုံချက်ရင်မြစ်ထဲပါမယ်ရင်တွေလဲလဲထဲပါတယ်ပြီးရင်ကင်မွန်ချင်းရွက်ထဲပါတယ် တခွေရိုးချုပ်တွေကိုခိုက်ထည့်ပါတယ် ပြီးရင်စားဟင်းချုံမုံထည့်ပါတယ်3မိနစ်လောက်မွေးပြီးရင်ရပါပြီ ခုတော့စားလို့ရပါပြီ